ပိတ်သက်များလုံးပဲမင်္ဂလာပါအခုပြောရှင်တဲ့အကြောင်းအရာကတော့ဒါမန်ယူနီးပြရိုဘင်အမော်ရင်ပြောတဲ့စကားပေါ့လေဒီရက်ထဲမှာမန်ယူအသင်းရဲ့လူငယ်ကျယ်ဝင်းကိုဘီမိုင်နူးပွဲကစားခွင့်မရရတဲ့ပတ်သက်ပြီးတော့အတန်တွေတော်လေးစူညံလာခဲ့တယ်ပြီးခဲ့တဲ့အပတ်ကပွဲမှာဆိုလို့ရှိရင်သူ့ရဲ့အကိုဝမ်းခွဲတယောက်ကဒါ free ကိုဘီမိုင်နူးဆိုတဲ့ T-shirt ကိုဝတ်ဆင်ပြီးတော့သူ့ညီကိုဒါလွတ်လပ်ခွင့်ပေးဖို့တောင်းဆိုခဲ့တယ်ဆိုလိုတာကအသင်းမှာပွဲကစားခွင့်ပေးရင်လည်းပေးမပေးရင်လည်းအသင်းပြောင်းခွင့်ပေးဆိုပြီးတော့တောင်းဆိုခဲ့တာပြီးခဲ့တဲ့နွေရာသီမှာကတည်းကကိုဘီမိုင်နူးကနာပိုလီကိုပြောင်းချင်ခဲ့တယ်တကယ်တော့ဒါမန်ယူကနေနာပိုလီကိုပြောင်းတဲ့ကစားသမားတွေရှိတယ်ဒါတိုမီနေဆိုလို့ရှိရင်လည်းမန်ယူကနေနာပိုလီကိုပြောင်းသွားပြီးတော့တကယ်ကိုနိုင်ရီကန်ထဲပြစ်ချလိုက်တယ်လို့ပြောင်းလဲသွားပြီးတော့ဒါစီးရီးချန်ပီယံဖြစ်တယ်ပြီးတော့စီးရီးတစ်နှစ်တာအကောင်းဆုံးကစားသမားစုကိုရတဲ့အထိရှေ့ဆွမ်းပြောင်းလဲသွားတယ်ပြီးတော့ဒီရာသီမှာဆိုရင်လည်းဒါနွေရာသီတုန်းကဟွိုင်းလန်းကအငှားပတ်ကစားနေတယ်အတိုင်းအတာတစ်ခုထိရှေ့ဆွမ်းပြနိုင်တယ်ဗျာဒီတော့ကိုဘီမိုင်နူးကလည်းຫນွေကလေးကပြောင်းချင်တယ်ကွန်တီကလည်းသူ့ကိုခေါ်ချင်တယ်ဒါပေမဲ့မန်ယူကပေးမထွက်ဘူးအသင်းမှာပဲအလိုရှိတယ်မင်းကငါတို့အသင်းမှာနေရာပေးမယ်ပါညာဆိုပြီးတော့ပေးမထွက်ပဲနဲ့အခုကျတော့ပရီးမီးယားလိပွဲစဉ်ဆက်ခွန်ကန်ပြီးသွားတဲ့အချိန်ထိပွဲဥထွက်ကစားခွင့်တစ်ကြိမ်မှမရသေးဘူးဒီတော့ဒါမိုင်နူးရဲ့ဘက်ကလည်းတင်းပြီပေါ့နော်ဒီလိုအခြေအနေမှာအမော်ရင်ကဘာပြောလာလဲဆိုတော့မန်ယူအသင်းမှာတဲ့အခွင့်ထူးခံကစားသမားဆိုတာဘယ်သူမှမရှိဘူးတဲ့ကိုဘီမိုင်နူးအနေနဲ့ဒီပွဲကစားခွင့်ရချင်တယ်ဆိုရင်ဒီထက်ပိုပြီးတော့စူးစမ်းရင်ရလာလိမ့်မယ်အဲ့လိုမဟုတ်ဘဲနဲ့ဒါမျိုးပေါ်တော်တွေရှောက်လုံးနေတာမျိုးအတန်စူညံတာမျိုးတွေစူညံလောက်တာတွေကိုသူကလက်မခံဘူးပေါ့နော်အားကြောင့်မလို့အမော်ရင်ပြောတဲ့စကားကရှင်းတယ်အသက်20အရွယ်ကစားသမားတစ်ယောက်ကမန်ယူမှာအရန်ခုန်ထိုင်ရတဲ့ဆိုတာမထူးဆန်းပါဘူးတဲ့ဒါမျိုးကိုရိုနီလည်းမန်ယူမှာအရန်ခုန်ထိုင်ခဲ့ဘူးတဲ့စီရိုနယ်ဒိုလည်းအရန်ခုန်ထိုင်ခဲ့ဘူးတဲ့ဟုတ်ဘီရိုနိုလိုဆရာကြီးတွေရိုင်ယန်ဂစ်တို့လိုကစားသမားတွေတောင်မှဒါအရန်ခုန်မှာထိုင်ခဲ့ဘူးတာပဲတဲ့ဒါကတော့မထူးဆန်းဘူးပေါ့နော်ဒီကိစ္စတွေကိုကျွန်တော်သိတယ်အဲ့တော့ကလည်းဘာမှလည်းမဖြစ်ခဲ့ဘူးအခုလည်းဘာမှဖြစ်စရာအကြောင်းမရှိဘူးဆိုပြီးတော့သူကပြောသွားတယ်ဒါပေမဲ့အဲ့ဒီကစားသမားတွေအရန်ခုန်ထိုင်ရတယ်ဆိုတာကဒါအလှည့်ကျစနစ်နဲ့ဖြစ်တပွဲနှစ်ပွဲပဲဖြစ်လေအခုကမိုင်နူးက18ပွဲကစားပြီးချိန်မှာ18ပွဲလုံးအရန်ခုန်မှာထိုင်နေရတာကြီးကကြတော့ကစားသမားဘက်ကကြည့်ရင်လည်းတိတ်ပြီးတော့အတိတ်ပဲတော့ရှိမနေဘူးပေါ့နော်ဘာလို့လဲဆိုတော့မိုင်နူးဘယ်လောက်တထိလုံးပြနိုင်ခဲ့တယ်ဆိုတာပြီးခဲ့တဲ့ရာသီတွေမှာမန်ယူဘရိတ်သက်တွေကိုယ်တိုင်လည်းမြင်ခဲ့ရတယ်ပြီးတော့ဒါယူရို2024အင်္ဂလန်နဲ့ဝင်ကစားတော့ကလည်းဒါဘယ်လောက်တထိလုံးပြနိုင်တယ်ဆိုတာဒီအသက်16နှစ်သားလေးကသူ့အရွယ်နဲ့မလိုက်အောင်ဒီစွမ်းဆောင်ပြခဲ့တဲ့တီငိန်နဲ့ကစားပြခဲ့တာကိုကြည့်လို့ရှိရင်မိုင်နူးဟာမန်ယူမှာဒီထက်ပိုပြီးတော့ကစားခွင့်ရတဲ့တယ်လို့အကုန်လုံးကတော့ထင်နေကြတာပဲဒီကိစ္စမှာအမော်ရင်ကတော့သူ့ရဲ့လုပ်ပိုင်ခွင့်ကိုအပြည့်အဝအသုံးချတယ်အာနာပြတယ်တော့မြင်ချင်ကြတော့ကောင်းတယ်ပေါ့လေဒါပေမဲ့တစ်ဖက်ကပြန်ကြည့်လို့ရှိရင်လည်းသူပြောသလိုကိုဘီမိုင်နူးအနေနဲ့အတန်တွေမစူညံမဲနဲ့ဒီလေ့ကျင့်ကွင်းမှာအပြေးအဝစူးစမ်းပြပြီးတော့ကစားနိုင်မယ်ဆိုလို့ရှိရင်တော့အခွင့်ရလာမလားဒါမှမဟုတ်ဇန်နဝါရီအပြောင်းဖြစ်မှာဘာတွေဖြစ်မလဲဆိုတာတော့ဒါဆက်လက်ပြီးတော့စောင့်ကြည့်မှာဖြစ်ပါတယ်ခင်ဗျဒါကတော့ကိုဘီမိုင်နူးနဲ့နီးပြအမော်ရင်တို့ရဲ့ပြဿနာအခြေအနေကိုပြောပြခဲ့တာဖြစ်ပါတယ်ခင်ဗျကြည့်ရှုပေးသူအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်ကျွန်တော်ကိုချမ်းပါ